အယိုးစုလူမဟုတ်ဘူးအယိုးသက်ပဲအယိုးစုအဲ့ဒါတွေ့ဘူးတယ်ခဏတွေ့တော့မီးဖွင့်တဲ့အချိန်မှာသူပြောက်သွားတယ်မီးမဖွင့်တဲ့အချိန်မှာအမောင်ထဲမှာဆိုရင်မိုးဘာမှမမြင်ရဘူးအဲ့ဒီအယိုးစုပဲမိုးအစ်စ်မှမတရားတာအဲ့ဒါပဲအဲ့ဒါတခါပဲကြံတဲ့အခုတိမိုးတခါမှမမြင်ဘူးပြီးတော့မိုးမြန်မာပြည်မှာပြန်သွားတယ်မိုးကလေးသေးနဲ့ညပိုင်းမှာမိုးရဲ့အမေကကားမောင်းတာပေါ့နော်မြဝတီနဲ့ကြုံတူဟုတ်တယ်နော်မြဝတီနဲ့ကြုံတူအမေကကိုကတခါလေကိုခီးထွက်တယ်လေဖန်အမသွားတယ်ညပိုင်းမှာပြန်လာတယ်ကားလမ်းထဲမှာဆိုရင်မီးလည်းမရှိဘူးလေအမောင်ထဲမှာတက်ပဲမိုးလဲလိုက်ပြီးတော့ကြည့်တယ်မိုးဘာမှမတွေ့ဘူးနော်တချို့လူတွေကပြောတယ်သူတို့ကားမောင်းတဲ့အချိန်မှာသူတို့ကားမီထိုးတဲ့အချိန်မှာသူတို့တရေတွေပါလေသူတို့တွေ့ရတာပေါ့လမ်းထဲမှာလေပေါ့နော်မိုးဆိုရင်ဘာမှမတွေ့တော့ဘာဖြစ်လို့လဲမသိမိုးတက်ကြီးလာတဲ့အချိန်မှာမိုးမတွေ့ရတော့ဘူးငယ်တော့ဆိုရင်ဘယ်မှာပဲကြည့်အကုန်လုံးတွေ့တယ်အမျိုးပဲတွေ့ရတယ်တရေအဲ့လိုမျိုးအဲ့ဒါသိချင်တယ်ငယ်တော့ဘာဖြစ်လို့တရေတွေတွေ့ရတာလဲသိချင်လို့ဘာမိုးတို့ကဘာတွေဖြစ်နေတာလဲအဲ့လိုမျိုးပေါ့နော်ပြီးတော့ရေနေတာလဲသေခါနီးမိုးကသေပြီးတော့ပြန်လာတာနှစ်ခါစီးတာမသေတော့မယ်ဒါမဲ့ပြန်လာတယ်အဲ့ဒါမိုးချိုးပြည့်တော့ကလည်းသူများစစ်ခင်မိုးသေမိုးကမျက်စိပြူးတာမျက်စိပြူးပြီးတော့မျက်လုံးတွေနေကုန်ပြီသူများခေါ်တာအခါပေါင်းများတာမိုးမထဘူးလေအဲကြောင့်အဲ့ဒီချိန်မှာလဲမိုးရင်တအားခုန်တာtứcမိုးကြိုးစားပြီးတော့အသက်ဆူလို့မရဘူးဒီလေဘေးထဲမှာအကောင်လုံးပူတယ်အဲ့ဒီချိန်မှာမိုးအသက်ထွက်ခါနေမှာမိုးကအကောင်လုံးစဉ်းစားတယ်ငါမြော့ကိုတာလို့ဝို့လေပြီးတော့ငါမိုးကျွေးပြစ်တယ်လားငါအဖိုးဘာငါညေးလို့ငါမြန်လေးနဲ့တေးရတာလားအဲ့ဒါအသက်7 နှစ်အဲ့ဒါတေခါနေမှာအဲ့လိုမျိုးခံစားရတယ်ရင်းနေတော့ကဆိုရင်ဘာမှမခံစားဘူးအဖိုးဖွားတွေပဲငါ့ကိုကဲပြဖေမေငါ့ကိုကဲပါငါအသက်ဆူလို့မရဘူးဒါပဲအဲ့ဒါတေခါနေပြီဒါပေမဲ့တေခါနေမှာကတုံးဖုန်ကြီးကိုရင်ကားမမိုးလာပြီးတော့ဆွဲထဲလိုက်တာသူ့ရဲ့မျက်နှာမှမမြင်ရတယ်အသက်မထွက်ခင်အသက်မထွက်ခင်ရေမဟုတ်ပြောနေနော်ကိုအသက်ဆူလို့မရတာလေကြောက်စရာမကောင်းဘူးတိလားကြောက်စရာကောင်းတာအသွေးဒါပေမဲ့ကိုဘာမှအမားမလောက်ရလို့စိရင်လေအဲ့ဒီလူကလေသူကလိုက်ပြလုံနဲ့ကောင်းမွန်နဲ့သူတည်သွားတယ်သူဘာမှပူစရာမလိုဘူးဒါပေမဲ့ဝူအများကြီးလောက်ထားတဲ့သူကလေသူတို့မတည်ခင်မှာမကောင်းတာလောက်ထားတဲ့အရာတွေအားလုံးကသူတို့အသက်မထွက်ခင်မှာအကောင်လုံးပေါ်လာတာနော်သူတို့ရဲ့မျက်လုံးထဲမှာအကောင်လုံးပေါ်လာတာအကောင်လုံးမြင်တယ်ဘာတွေလောက်ထားလဲဆိုတော့အကောင်လုံးပေါ်လာတယ်မှာဖြူစင်တဲ့လူတယောက်ကခလေးပဲဖြစ်လူကြီးပဲဖြစ်ဖြူစင်တဲ့လူယောက်ကကိုကအမားတစ်ခါမှမလုပ်ဘူးဆိုပေါ့နော်ကိုတေခါနီးမှာဆိုရင်ကိုဘာမှအပူပန်းမရှိဘူးကိုချီရတဲ့လူတွေကြတော့တန်ရောစင်တော့ရှိမှာပေါ့နော်ကိုချီရတဲ့ကိုရမိသားစုတွေကိုရမိမတွေကိုရတာတော့ကိုကတန်ရောစင်တွေစီးပြီးတော့ကိုကအဲ့ဒါတွေပဲကိုမြင်မှာဒါပေမဲ့သူတို့ပြောတဲ့တေချင်တဲ့သူတွေကလေတချို့မှဆိုရင်လောကကြီးမှာမနေချင်တော့ဘူးကွာတေချင်တဲ့လူတွေကသူတို့တေခါနေမှာဆိုရင်သူတို့ပို့ပြီးတော့ပြောတယ်သူတို့တေချင်တယ်ဆိုတာမျိုးပေါ့နော်တချို့တွေကမတေချင်ဘူးကြောက်တယ်မတေချင်ဘူးအဲ့ဒါသူတို့တေရမယ့်အချိန်မှာသူတို့အရန်ကြောက်တယ်အဲ့ဒါသူတို့ဝိရံလဲအရန်ကြောက်ပြီးတော့တေလို့ရှိရင်ဝိရံသွားလို့မကောင်းဘူးအဲ့ကြောင့်သူပြောတဲ့တေခါနေမှာစိတ်အေးထားစိတ်ကောင်းထားအကြောင်းတချို့လူတွေကတေခါနေမှာသူများဖရားတရားတွေပေးနားထောင်တယ်လေအဲ့လိုမျိုးစကားပြောလိုက်လို့ရှိရင်အမျိုးမျိုးပဲဒါတွေကတော့ဘာမှသွားပြီးတော့မစင်စားနဲ့ဘာမှမယုံကြည်နဲ့အဲ့ဒါတော့ကိုကဟိုကြားဒီကြားမမိုးရဲ့အတွေ့အကြုံပေါ့နော်မမိုးရဲ့ဘဝမှာတေခါနေရနှခါစီးတယ်မိုးချိုပြည့်တော့ကလည်းမမိုးစစ်တယ်မမိုးတေတော့မယ်အဲ့ဒီချိန်မှာလည်းမမိုးအသက်ဆူလို့တကယ်မရဘူးလူတယောက်ကမမိုးသူကသူမမိုးအဲ့လိုလုပ်တဲ့ချိန်မှာမမိုးပြန်တော့မြင်ရတာပါလေထိုင်းနိုင်ငံမှာဆိုရင်နိုင်ငံကြီးထဲမှာဆိုရင်လူတေခါနေမှာသူတို့အဲ့လိုမျိုးပန်းရတယ်လေဖိုးကြိုက်ဟုတ်လားအဲ့လိုမျိုးပန်းအဲ့လိုမျိုးသူတို့လုပ်ရတယ်အဲ့ဒီအမကသူကမမိုးအဲ့လိုမျိုးမလုပ်ဘဲနဲ့သူကအဲ့လိုမျိုးလုပ်တာတချို့လူတွေကတော့မိုးအဲ့လိုမျိုးကိုရဲ့သူရဲ့စင်တာကိုကြောက်တယ်လေကိုရဲ့မျက်စိကအဲ့လိုမျိုးပြူပြီးတော့အဲ့လိုမျိုးဖြစ်တာမိုးအဲ့လိုမျိုးတော့ခေါ်မနိုးတော့သူပြန်မိုးသေးပြီးအဲ့လိုမျိုးကိုရဲ့အမကြတော့သူကတော့အကြီးဆုံးပဲကိုတခုခုပြလို့စိတ်ကိုအဖာသူ့ကိုအဲ့ဒီအမပေါ့နော်သူ့အပြစ်တင်မှာကြောက်လို့ပေါ့သူကအကြီးဆုံးပဲဆိုတော့သူလည်းခလေးစီးလာပြီအဲ့ဒီချိန်မှာသူအဖြူမလာမသိဘာတလွဲတယ်ဟိုနေကတလွဲလို့ထင်လို့ရှိရင်ရေးလာခဲ့လေနေကတလွဲမြင်ရပြီလို့လဲအဲ့ဒါငါကအတွေ့အကြုံစီလို့မဟုတ်တာရေငါခလေးဘဝတုန်းကဆိုရင်ငါအဖေငါအမေငါအဖိုးဖွားပဲငါချစ်တယ်ဆိုတော့ငါဘာမှအမားမလုပ်ရဘူးလေငါတေခါနေမှာအဖေအမေငါ့ကိုခဲပါအဲ့ဒါပဲငါတက်ဆူလို့မရဘူးငါရင်နေတယ်အဲ့ဒါပဲလေဟောက်လာဘူးဘယ်လိုမျိုး6ခန်းထိလဲဘယ်လိုမျိုး6ခန်းထိလဲအေး6ခန်းထိဆိုရင်တွေ့တာထက်ပိုပြီးတော့ကြောက်ဖို့ကောင်းတယ်နော်ဟုတ်လားဘယ်အတန်လားဟိုမမိုးတို့ရဲ့မမိုးရဲ့အကိုဆိုရင် USA ကအကိုဆိုရင်လေသူတို့ဖားသွားစားတယ်ကွာတေမီကလည်းမခံသေးဘူးဒီမှာမမိုးကိုမေလို့ဆက်ပြီးတော့တော်လာရမယ်လေမမိုးတို့တော်လာရေးလောက်ရမမိုးကတော်လာရေးလောက်ရအောင်မယ်အဲ့လိုမျိုးပေါ့နော်အကောင်တော့တခါမှမတွေ့ဘူးမမိုးကတော့အကောင်တွေ့တယ်ငယ်တော့ကအကောင်တွေ့တယ်ကြီးတာလည်းတခါတွေ့တယ်မမိုးရဲ့အကိုတွေကလေ
ဘာကို6ခန်းလဲတဲ့ဘုံတော့သူတို့ဖားသွားစားတယ်ကွာမိုးရသည်မှာဟုတ်လားတစ်ပင်အောက်ပါလဲဟိုတရက်ပင်အောက်မှာအဲ့ဒီမမတို့ရွာတရက်ပင်အများကြီးပဲခြုံတွေခါတာပေါ့โอเคခြုံတွေပါခြုံတွေခါတာဘယ်လိုလဲနားမလဲဘူးမမိုးရဲ့အကိုတွေကဖားသွားစားတယ်ဖားသွားစားတော့သူတို့ဓာမီတယောက်ဟုတ်လားအဲ့ဒီတစ်ပင်ပေါ်ကလေတရေကလေသူတို့ကိုလေတစ်ပင်ယူပြီးတော့သူတို့လိုက်ပြီးတော့ပြစ်ချတယ်အဲ့ဒီတစ်တီနဲ့တိလားပြီးတော့ဟိုတစ်ပင်ကိုလောက်တာအဲ့လိုမျိုးလောက်တာချမ်းကြီးပေါ့နော်လေလည်းမတိုက်ဘူးဒါပေမဲ့အဲ့ဒီတစ်ပင်ကတော်တော်လောက်တယ်သူတို့ဓာမီနဲ့ထိုးလဲဘာမှမတွေ့ဘူးပြောနေတဲ့စက်တင်ထားတယ်တစ်ပင်တော်တော်လောက်တယ်ပြီးတော့တချို့မှဆိုရင်ညောင်ပင်တွေသူတို့ပြညောင်ပင်ထဲမှာဆိုရင်တရေတွေစီးတယ်သူများပြတဲ့ညောင်ပင်ဆိုတာဗုဒ္ဓမြတ်စွာဘုရားထိုင်တာညောင်ပင်မှာတရေမရှိဘူးတချို့လူတွေအများကြီးမမိုးရဲ့ရွာမှာညောင်ပင်ထဲမှာညောင်ပင်မှာတရေအများကြီးပဲတဲ့အရင်မမိုးတို့ငယ်တော့ဆိုရင်သူတို့ခေါ်တာပမာစစ်တာပေါ့ပမာစစ်တာတွေလာပြီးတော့ပေါ်တာကင်းဆောက်တာပေါ့နော်အဲ့ဒီညောင်ပင်အောက်မှာမမိုးတို့ရွာညောင်ပင်အောက်မှာကင်းဆောက်တဲ့အချိန်မှာတရေသူတို့ကိုခြောက်လိုက်တာအဲ့ဒီဗာလဲစစ်တာလေ तू ကမယူ तू ယူပဲ तू ပြေးပြီးတော့ तू အော်တာတရေအဲ့ဒါမှ तू လက်နဲ့စီးတယ်နော် तू ကြောက်တယ်တရေ तू ကိုခြောက်တာပေါ့နော်အဲ့တော့အဲ့ဒီညောင်ပင်ကြီးအောက်မှာပဲသူတို့ကကင်းဆောက်တယ်ဆိုတော့လေအဲ့ဒီမှာမို့လို့ရွာညောင်ပင်ကြီးကတော်တော်နာမည်ကြီးတယ်တရေသူများစက်ကားတွေပိတ်ကားတွေဗီဒီယိုတွေစတယ်သူများတော့ကြည့်လို့ရှိရင်အဲ့ဒီနေရာမှာသူများတယောက်နဲ့သူများပြန်လာလို့မရဘူးအချောက်ခံရတယ်ပြန်လာလို့ရှိရင်ရောက်ပေါင်းများစွာပြန်လာတာပေါ့နော်အဲ့လိုမျိုးမမိုးဆိုရင်အဲ့ဒီညောင်ပင်ကြီးဆိုရင်မို့တခါမှအချောက်မခံရဘူးတခါတလေမမိုးရဲ့အဖွားတွေရဲ့နွားတွေမမိုးအဖွားခိုင်းတယ်မိုးနွားသွားယူဖို့ညောင်ပင်ကြီးလေကွင်းမှာညောင်ပင်အဲ့ဒါမိုး6ခါနေပြီမမိုးလည်းညောင်ပင်ကိုကြည့်တယ်ပြန်ပြောတယ်အေးတရေများတယ်ညောင်ပင်မို့ဘလောက်ပဲကြည့်ကြမို့တခါမှတရေမနေဘူးသူများတွေမြင်ရတယ်နာမည်တွေကြီးတယ်အဲ့လိုမျိုးမမိုးကတော့မမြင်ရဘူးအမမိုးရောတရေတွေ့တာအော်မပြေးဘူးလားဗျာပြေးတာပေါ့ငယ်တုန်းကကွာတရေကွာပြောပြီးတော့ကွာပြေးတယ်လေကွာသွားလို့မရတော့ဘူးအဲ့ဒီနေရာမှာကိုရဲ့အဖွားပေးနာမှာတခါတော့လှတာပြီးတော့အဖွားကသူတို့ဟိုလောက်တယ်လေအဒီသူတို့ကချင်းတကတွေသူတို့လောက်တယ်ဝါနဲ့မမို့သူ့ပေးနာမှာတော့ထိုင်မလို့သူ့ပေးနာမှာဆိုရင်တရေကအကောင်ခေါင်းတေးလေးဘိုက်ကြီးပဲဘိုက်ကြီးပဲဟိုလေသူများဘက်ပေါက်လိုက်ပေါက်ဖာလို့ရတယ်ဘက်ပေါက်အဖလို့ထန်ပေါက်ဖလို့တောက်ကူချတဲ့တိုင်းအကေဖုန်နေတော့အော်မေရဖိထောက်တိုင်းအဖွားမတွေ့ဘူးမမို့ပဲတွေ့တယ်ตาကညောင်ပင်ပေါ်တဲ့ကစားတဲ့အိတ်တာနေရတရေတဲ့ဆိုတယ်ညောင်ပင်ဆိုရင်မမို့တခါမတွေ့သူများပြောတယ်အေးညောင်ပင်ကတရေတွေရှိတယ်လူတွေကတော့အများကြီးပြောတယ်ကွာတခါမတွေ့ဘူးဒါပေမဲ့လေမမို့ငယ်တော့ဆိုရင်လူတယောက်ကလေမမို့အိမ်ဘေးနားမှာတည်ပြီးဆိုရင်လေမမို့ကြောက်တာပြီးတော့လူတည်ပြီးဆိုရင်အဲ့ဒီအတန်ဂုံလူသူများရရတယ်ဆိုရင်အိုးမမို့ကြောက်လို့စမို့ကြောက်တယ်လူတအိမ်အောင်သွားလို့ရဲဘူးညပိုင်းမှာဆိုရင်မမို့အဲ့ဒီလူကကိုမြန်မတွေ့တယ်လေအဖိုးလားအဖွားလားပြီးတော့သူတို့တည်တယ်လေညပိုင်းမှာရောညပိုင်းမှာဆိုရင်မမို့လုံးဝတေးထားပေါ့လို့မရဲဘူးကြောက်တယ်သူများတည်တာဟုတ်သူများအိမ်မှာကိုအိမ်မှာကိုကြောက်နေတယ်သူတို့အေးဘာဖြစ်လို့တရေလဲလူပဲလေဘာဖြစ်လို့ကိုကြောက်ရတာလဲနော်တရေတွေကလူကိုတတ်လို့မရဘူးလူတွေပဲလူကိုတတ်လို့ရတာခြေစီးလက်စီးတဲ့လူတွေပဲလူကိုတတ်လို့ရတာတရေတွေကခြောက်လို့ရတာတခုပဲကိုကိုတတ်လို့မရဘူးအော်ပေါက်လို့ပေါက်အော်အဲ့ဒါမနော်ပေါက်မယ်ပေါက်တရေတွေလည်းအမျိုးမျိုးပဲနော်ရောက်မျိုးမျိုးပဲနော်တရေတွေတစီတွေတချို့မှဆိုရင်ခြေစီလက်စီအဲ့လိုမျိုးလည်းစီတယ်ခေါင်းပြောက်စပင်းစီမျက်နှာဖြူအဲ့လိုမျိုးလည်းမျိုးစင်မိုးကတော့အဲ့ဒီစပင်းစီမျက်နှာဖြူတော့တခါမှမတွေ့ဘူးမိုးကတော့ရေကူးတာဝါသနာပါတယ်တစ်ပင်ပေါ်တဲ့တာတော့ဝါသနာမပါဘူးဘာကြောင့်မိုးအမြင့်ကြောက်တယ်မမိုးအမြင့်ကြောက်တယ်မမိုးမကြိုက်ဘူးမမိုးရေကူးတာရေကူးလို့ဆိုရင်တအားကျွမ်းတယ်ဘာလို့ကျွမ်းလဲဆိုတာသူဟိုးဘာလဲကတ်တက်ကုံကလားရွာထဲမှာတက်ပြေးတော့ဟိုကလားရွာမှာပြီးတော့ခုံချပြီးတော့ကလားရွာပြီးတော့တရွာပြီးမမိုးရွာရောက်လာတဲ့အထိဒါရေကူးတာနော်အချောင်းထဲမှာကူးတယ်ပြီးတော့
အဲ့ဒီရေနေတဲ့ရေအမြင့်စီးတဲ့နေရာမှာတစ်ပင်စီးတယ်အဲ့ဒီတင်းငေါက်ကသူကဘယ်မှာမှမမျိုးအဲ့ဒီရေအောက်မှာသူစီးတယ်သူ့အပေါက်ပေါင်းများစွာစီးတယ်အပေါက်ကြီးအပေါက်သေးမမွားလေငားတယ်လို့မျိုးအဲ့ဒီတင်းငေါက်အောက်မှာဗလဲဟိုငုတ်ပြီးတော့အဲ့ဒီတစ်အပေါက်တွေမှာမိုးအကလုံးဝင်တယ်ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ပြီးတော့ပြန်ပြီးတော့အသက်ဆူလိုက်ပြီးတော့ပြန်ပြီးတော့ငုတ်လေဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်အဲ့လိုမျိုးတချို့လူတွေကတတိထားနော်မကထားနဲ့မကထားငိုင်ဟိုဗလဲဟိုအဲ့ဒီအပေါက်ထဲမှာသွားပြီးတော့ဘယ်မှာမှဆွေးလို့မရလို့စိပေါ့နော်အဲ့တချို့မှဆိုခေါင်းကြီးလုံးနဲ့ကောင်မမိုးဆိုရင်အကုန်လုံးဝင်လို့ရတယ်အဲကြောင့်မွေးအသားဟိုဗလဲဟိုကျွဲလိုမျိုးပဲမဲကတူးနာပဲမမိုးအရန်ချစ်စရာကောင်းတယ်နော်စပင်အရန်ထူတယ်စပင်အရန်တန်တယ်စပင်မဲတန်တယ်ပြီးတော့မျက်နှာဝဝိုင်းလေးချစ်စရာလေးဒါပေမဲ့အသားတော့ဟိုမဲကတူးနာကပလီလိုမျိုးပဲမမိုးကြောင်းမှနေတော့မမိုးမဲဆုံးပဲအရန်မဲတယ်တောက်ကောင်းတယ်ချစ်စရာကောင်းတယ်ပြီးတော့ကစားတာလည်းအရန်ထူတယ်ညင်းအညင်းလည်းတန်တယ်စာဗလဲစာကြက်တာလည်းဝါသနာမပါဘူးအယုတ်ဆွဲတာတော့အရန်ဝါသနာပါတယ်အေးဟုတ်တယ်ကျွဲလိုမျိုးပဲကျောင်းဆင်းပြီးဆိုရင်ကျောင်းတက်ပြီးဆိုရင်ရေချိုးအဲ့ဒါပဲရေချိုးတယ်ရေကူးတယ်ညီမဆိုရင်ရေကူးတိုင်းရေနေတယ်ဟုတ်လားရေနေလို့ရှိရင်ရေခဏခဏနေလို့ရှိရင်ရေကူးတက်လာတယ်ညီမလေးရေခဏခဏနေတဲ့သူကလေမမို့တော့မှရေနေတာတေခါနေငယ်တော့ဆိုရင်တေခါနေပေါ့နော်တေတော့မယ်ဒုတိယတစ်ခါရေနေတဲ့အချိန်မှာတော့မစိုးပါဆိုတော့ကိုကအဲ့ဒီ channel ရေနေတာပဲကိုကအောက်မှာသူများအပေါ်မှာကျတော့သူကဘယ်လိုမျိုးကူးလဲဆိုတာကိုကသူ့ကိုလှုပ်လိုက်တယ်သူကူးတယ်လို့မျိုးကိုကပြန်တော့ copy ယူတယ် copy တော့ကိုရဲ့ကိုလုံးကပေါ်လာတယ်ဒါပေမဲ့ကိုကဘယ်ဘက်ကမှမတော်လို့မရတော့ကိုလုံးပေါ်လာတယ်တခုပဲကိုကတင်လို့ရတယ်ခွေးကလေးရဲ့ရေကူးအကွဲပေါ့အဲ့ဒါသူများတရားမမို့ပြန်ပြီးတော့ဆွဲရတယ်အဲ့ဒီချိန်ကစပြီးမမို့ကအိမ်နောက်မှာတယောက်တည်းပဲရေကူးတင်ပြီးတော့အဖေတွေဘယ်လိုမျိုးကူးလဲကိုရဲ့အကိုတွေမျိုးကူးတယ်ကိုက copy ပြီးတော့မမို့ကကျွမ်းလာတယ်နောက်ဆိုတော့ဘလောက်ကျွမ်းလဲဆိုတော့သူတို့တွေကလူကြီးဖြစ်တော့ငါ့ကိုလိုက်စာရေထဲမှာသူတို့ကရေထဲမှာဘာလဲသူတို့ကကွယ်ဘာလဲသူတို့ပုံးနေကြတာပေါ့ရေထဲမှာကိုကလိုက်စားတယ်အဲ့လိုမျိုးရေထဲမှာလည်းပဲစားရတယ်ချောင်းကဘယ်လိုခေါမလဲမိုးရသည်ဆိုရင်ရေအကြီးပဲရေအရမ်းမြစ်တယ်မမို့လို့မကြောက်ဘူးရေကူးတယ်လက်ကောင်ပဲချောင်းစီးတယ်လေကိုရဲ့ရွာမှာအခုရေကူးတက်ပြီလားအခုမမိုးရသားနှစ်ယောက်လေအကျဲနဲ့အတင်လေသူတို့ဆရာတွေရေကူးတင်တန်းပေးတယ်အခုထိလည်းရေကူးလို့မတက်သေးဘူးအကျဲဆိုရင်အကောင်ကြီးပဲသူတယောက်ပဲရေပေးကူကြည့်ပလားအဲ့လိုမျိုးဖြစ်သွားတယ်မျောသွားရောအေးဘယ်လိုမျိုးရေကူးလဲမို့ပြောတယ်ငါနဲ့လုံးဝမတူဘူးလို့ဤတင်တယောက်လည်းကူလို့မတက်ဘူးဟိုဗာလဲဖောင်နှန်းနဲ့ကူရတယ်အေးငါပြောတယ်တို့ရေကူလို့မတက်လို့ရှိရင်တို့ခီတွေထွက်တဲ့အချိန်မှာလေနဲ့တင်ပေါ်နဲ့မသွားနဲ့နော်အိုးကူလို့လည်းမတက်ဘူးသူများပြောတယ်လေကိုခီရေကူတက်တဲ့လူတွေပေါ့နော်မှခီထွက်မယ်ဆိုရင်မှတင်ပေါ်ကမြောက်ခါနေပြီဆိုရင်ပေါ့နော်တင်ပေါ်ကမြောက်ခါနေပြီဆိုရင်လေရေကူးမတက်တဲ့လူတွေနဲ့ဝေးနေတချို့လူတွေကလေရေကူးတက်တယ်ဒါပေမဲ့ဘာဖြစ်လို့ရေနေပြီးတော့တည်သွားတာလဲရေကူးမတက်တဲ့လူတွေကသူတို့ဆွဲပြီးတော့သူတို့လည်းအပေါ်မှာမတက်လာဘဲနဲ့အကုန်လုံးတည်သွားတာနော်မမြင်ဘူးမမြင်ဘူးအဲကြောင့်ရေမြောက်ခါနေမှာကိုကကူတက်လို့ရှိရင်ကိုလူတွေနဲ့ဝေးနေတာတချို့လူတွေကသူတို့ကြောက်လုံးတယ်လေအမှန်တကယ်ဆိုရင်လေကိုကရေကူးမတက်ဘူးကိုရေနေတဲ့အချိန်မှာတိတ်ပြီးတော့မကြောက်နဲ့ဘာလို့ကြောက်လုံးတဲ့အချိန်မှာတချို့လူတယောက်ကသူကူတက်တယ်ကိုသူကယ်လို့တက်တယ်ဒါပေမဲ့ကိုကသူ့ကိုလိုက်တော့သူ့လက်ကိုလိုက်တော့ဆွဲနေလို့ရှိရင်သူကူလို့မရတော့ဘူးလေအဲကြောင့်သူ့ရဲ့လက်ကိုတော့မဆွဲနဲ့သူ့ရဲ့ကိုလုံးဆွဲလို့ရှိရင်သူကကိုယ့်ရဲ့လက်ပြင်ကိုအဲ့လိုမျိုးသူကကယ်ပြီးတော့လက်တစ်ဖက်နဲ့ကိုကယ်တင်လို့ရတယ်တခါတလေတချို့တွေကကြောက်လုံးလို့ရှိရင်သူများရဲ့လက်ကိုပဲဆွဲထားတယ်အဲ့လိုမျိုးပေါ့နော်သူများခြေထောက်လည်းပဲဆွဲထားတယ်အမှန်တကယ်ဆိုရင်ကိုကအေးစင်းနေသူများကိုကယ်တင်လိုက်မှာပေါ့နော်လက်ပြင်ကိုယူပြီးတော့